ဒီကဲနေတဲ့အန်တာတိကတိုက်ရဲ့နှင်းပြင်ဖြစ်ဖြစ်တွေကြားမှာသွေးတွေလိုနီးရဲနေတဲ့ရေတံခွန်တစ်ခုရှိနေတယ်ဆိုတာသင်ယုံကြည်နိုင်ပါသလားဒါဟာရုပ်ရှင်တွေကပြသချက်တစ်ခုမဟုတ်ပါဘူးဒီနေ့မှာတော့ဒီထူးဆန်းတဲ့ဖြစ်စဉ်နောက်ွယ်ကသိပ္ပံနည်းကျအကြောင်းရင်းတွေနဲ့ဒါဟာစัจ java လာကြီးအကြောင်းဘလို့သဲလွန်စတွေပေးနေတယ်လဲဆိုတာကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ကြည့်လိုက်ရင်ကြောက်စရာကောင်းလောက်အောင်မှော်ဆန်နေတဲ့ဒီသွေးနီရောင်ရေတံခွန်ဟာသိပ္ပံပညာရှင်တွေကိုနှစ်ပေါင်း100ကျော်ကြာအောင်ခေါင်းစားစေခဲ့တဲ့ပဟေလီတစ်ခုပါဒီရေတံခွန်ဟာအန်တာတီကတိုက်ရဲ့မက်မဒိုဒရိုင်းတောင်ကြားရှိတေလာရေခဲမြစ်ရဲ့အစွမ်းမှာတည်ရှိပါတယ်1992ခုနှစ်မှာဩစတြေးလျဘူမိဗေဒပညာရှင်ကစတင်တွေ့ရှိခဲ့တာပါအစောပိုင်းမှာတော့သိပ္ပံပညာရှင်တွေကရေနက်ပိုင်းကရေမော်ပင်တွေကြောင့်အယောင်ပြောင်းနေတာလို့မှားယွင်းစွာယူဆခဲ့ကြပေမဲ့နောက်ပိုင်းသုတေသနတွေအရအမှန်တရားဟာအဲ့ဒါထက်ပိုမိုနက်နဲနေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီချို့ဝက်ချက်ရဲ့အဖြေကတော့တန်ဓာတ်ပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း2သန်းကျော်ကဒီနေရာဟာပင်လယ်ရေအိုင်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်ရေခဲပြင်ကြီးတွေဖုံးလွှမ်းလာတဲ့အခါတန်ဓာတ်အလွန်ကျွယ်ဝတဲ့စားငံရေကန်ကြီးတစ်ခုဟာအလင်းနဲ့အောက်ဆီဂျင်မရတဲ့ရေခဲပြင်အောက်ခြေမှာပိတ်မိသွားခဲ့ပါတယ်။ဒီရေတွေဟာရေခဲမြစ်အကြောင်းကနေအပြင်ကိုစီးထွက်လာပြီးလေထုတွေကအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါချက်ချမ်းဓာတ်ပြုတ်ပြီးတန်ချေးတက်တဲ့ဖြစ်စဉ်ဒါမှမဟုတ်အောက်ဆီဂျင်ဓာတ်ပေါင်းစပ်မှုအောက်ဆီဒေးရှင်းဖြစ်ပြီးနီရဲတဲ့အယောင်အဖြတ်ပြောင်းလဲသွားတာဖြစ်ပါတယ်။အန်အောဖို့ကောင်းတာကဒီလိုအလွှမ်းအေးပြီးအလင်းနဲ့အောက်ဆီဂျင်မရှိတဲ့စားငံရေအောက်မှာတက်ရှိလေးတွေရှင်သန်နေကြတာပါသုတေသနအရဒီရေထဲမှာ2သန်းပေါင်းများစွာတီးခြားရှင်သန်နေတဲ့ဘက်ဒရိုင်ယာမျိုးစိတ်12မျိုးထက်မနည်းတွေ့ရှိခဲ့ပါတယ်သူတို့ဟာအလင်းမရှိဘဲတန်ဓာတ်နဲ့ဆာလဖိတ်တွေကိုသုံးပြီးစွမ်းအင်ထုတ်လုပ်နေကြတာဖြစ်လို့အခြားကမ္ဘာကတက်ရှိတွေလို့တောင်တင်စားနိုင်ပါတယ်ဒါဟာအင်္ဂါဂြိုလ်ဒါမှမဟုတ်ဂျူပီတာရဲ့လယူရိုပလိုနေရာမျိုးတွေမှာလည်းတက်ရှိတွေရှိနေနိုင်တယ်ဆိုတော့ခိုင်မာတဲ့သဲလွန်စတစ်ခုပါပဲသွေးရောင်ရေတခွန်ကိုကိုယ်တိုင်သွားကြည့်ဖို့ဆိုတာအိမ်မက်တစ်ခုလိုခက်ခဲပါတယ်ဒီနေရာဟာကမ္ဘာအချောက်တွေ့ဆုံးနဲ့အေးဆုံးနေရာမှာရှိတာကြောင့်တာမန်ခရီးသွားတွေတွားဖို့မလွယ်ကူပါဘူးအထူးခွင့်ပြုချက်ရထားတဲ့သိပ္ပံပညာရှင်တွေနဲ့ရဟတ်ယာဉ်နဲ့လာတဲ့ခရီးသွားအနည်းငယ်သာရောက်ရှိနိုင်ပါတယ်အပူချိန်ဟာ3 ဒီဂရီအောက်အများကြီးကျဆင်းနေပြီးအင်္ဂါဂြိုလ်ပေါ်ကရာသီဥတုနဲ့ဆင်တူတာကြောင့်ဒီလိုပြင်းထန်ပြီးအေးစိမ့်တဲ့ဒဏ်ကိုကြမ်းကြမ်းခံနိုင်ဖို့လိုအပ်ပါတယ်ဘလဖောဟာကဘာမြေကြီးမှာကျွန်တော်တို့မသိသေးတဲ့လျှို့ဝှက်ချက်တွေဘလောက်ရှိနေလဲဆိုတာပြသနေတဲ့သက်သေတစ်ခုပါတဘာဝတရားဟာတခါတလေလူသားတွေရဲ့စိတ်ကူးထက်တောင်ပိုပြီးစမ်းကြယ်နေတတ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်စိတ်ဝင်စားစရာကမ္ဘာအံပွဲတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်